ကဲမခုအပဲရောင်နေဒူရေးချရောက်နေတယ်လို့ဒူရေးချဒူရေးချရောင်နေတယ်ဒူရေးချကြည့်ရမယ်တောက်ကြီးလဲထောပတ်ချလဲကြည့်ရမယ်ကိုသီးချလဲပဲကိုသီးချကြည့်ပေးတယ်လူရှိလို့နော်ဗိမဟုတ်တယ်အဲ့ဒါကြည့်ပေးသမားရှိလို့ကွယ်ဒါပေမဲ့အရာတော့ကိုကရောက်ရမှာဆိုကိုကရောက်ရမှာဆိုတော့ကိုကကြာပြီးကိုတီလဲអော်ရအောင်ကိုတီရလဲပဲနော်ရောက်ရတော့မှထွက်နေပြီခြံရနော်ထွက်နေပြီဆိုတော့ရောက်ရတော့မှအဲ့ကြောင့်မလို့ပွဲရုပ်ကငါးလာပိုက်ထဲမှာနော်ငါးလာပိုက်ထဲမှာပွဲရုပ်ဖွင့်မယ်နော်ဒီမှာဈေးကြီးမှလဲလောက်ဖယ်ပေးအောင်လားရွှေဆိုင်ဗိမဗိမမြို့သေးဈေးရပြောနေဈေးကြီးရပြောနေတိုးချဲပြောနေဘယ်လိုလဲအများကြီးပဲဘိတ်ဆိုလို့တနေ့ကပဲလာနိုင်မယ်တနေ့ကပဲလာနိုင်မယ်အခုလောဆယ်ပေါ့နော်မော်ရောက်မယ်လူရှိရပြောငါးချေတယ်လူရှိရပြောနေရကောက်လန်းသားနေရကောက်လန်းသားဒေါက်ကွယ်ဖြစ်ရဖို့စိတ်ပြည့်ရပူပြီးစိတ်ဝဲစားပိုးချောက်ဒီလားပိုးချောက်ကဲလာမယ်ဗိမလဲလာမယ်လောဆယ်ကဒီမှာလာသွားမနိုင်သေးဘူးဖြစ်နေတာဒီနေမှာကြာပြီးတာဒီနေ့ထဲမှာဒီနေထဲမှာကဒီနေထဲမှာကကိုသီး30ရနေကိုသီးပွဲရုပ်ဟာအရင်ဖွဲမှာနော်နောက်ထပ်ဟိုဟိန်းနေဒီဆိုင်ခွဲက3ဆိုင်ခွဲမှာနော်3ဆိုင်ခွဲမှာနော်အဲ့ဒါ hit ပေးလိုက်တာနော်ဘာပြေဆိုဘိတ်လို့ပါလို့ကကြတော့ဒီနေထဲမှာတော့မဖြစ်နိုင်သေးဘူးနောက်နေ့လောက်ဆိုရင်တော့ဖြစ်မယ်နောက်လာမယ်နေမှာဘိတ်နဲ့နေပြီးတော့နဲ့နော်ရောက်ချင်တယ်လူငါးချင်တယ်လူရှိလို့ရှိရင်ဟက်လို့လေးလှုပ်ထားလိုက်နော်ကွန်မန့်ထဲမှာအရင်ကြည့်ထားမယ်နော်ကြည့်ထားမယ်ကြည့်တာလေးပေါ့ကွယ်ခုကတော့ထောပတ်ချန်ဒူရေးချန်အရင်ကြည့်နေရတယ်ဒူရေးသီးကလည်းရောက်ရတော့မယ်တီးနေတဲ့ဟာလေးနော်တီးနေတဲ့ဟာလေးလိုက်ပြမယ်ထောပတ်သီးလည်းရောက်ရအောင်မယ်ကျင်းမောက်သီးလည်းရောက်ရအောင်မယ်ကိုသီးချာရောက်ရပြီလည်းရောက်ရအောင်မယ်အမလေးစိတ်ဝတခုလုံးနော်အခုကတော့ဟိုဘာဖြစ်လို့လဲဆိုတော့ခြံကကြတော့စုဘူးပေါ့နော်စုထားတဲ့ဟာလေအားလုံးကအခုတော့နော်ထီပေါက်စားပြူလာပြီနော်ဘာဖြစ်လို့စုဘူးဒီကောင်ငါနေနဲ့10နှစ်ကြာမှစုရတာစုမှအဲ့လိုမျိုးရတာနော်ပတ်စံစုထားတာလေအများကြီးပဲနော်ပတ်စံစုထားတဲ့ဟာလေအများကြီးပဲစုဘူးတွေကနော်စုဘူးလေဖွင့်စုဘူးဖွင့်တော့မယ်နော်ဖြည်းဖြည်းချင်းဖွင့်နေပြီအခုဖြည်းဖြည်းဖွင့်နေပြီစုဘူးလေနော်ဒူရီတီမကျွေးဘူးရောက်မှကဲလိုက်ပြမပြီးရဒူရီတီโอเคဟိုကတော်တေးဒူရင်းချန်ကိုရောက်နေပါတယ်လို့အဲ့ဆက်